Hello အားလုံးပဲမင်္ဂလာပါမလေးစကားပြောမှာပြန်လည်ပြီးကြိုဆိုပါရစေဒီနေ့မှာတိုလောင်းဆိုတဲ့စကားလုံးတစ်ခုနဲ့မိတ်ဆွေတို့နဲ့အတူတူဝါကြားတိဆောက်ကြည့်မှာဖြစ်ပါတယ်ဒါဆိုတိုလောင်းဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘယ်လိုမျိုးဝါကြားတိဆောက်ကြမလဲတိုလောင်းကျေးဇူးပြု၍တိုလောင်းဆိုတာကမြန်မာလိုဆိုကျေးဇူးပြု၍လို့အဓိပ္ပာယ်ရပါတယ်တိုလောင်းချငန်းဘွက်ကျေးဇူးပြုပြီးမလုပ်ပါနဲ့တိုလောင်းကျေးဇူးပြု၍ကျေးဇူးပြုပြီးလို့သုံးလို့ရပါတယ်ချငန်းမြန်မာလိုမလိုအဓိပ္ပာယ်ရပါတယ်ဘွက်မြန်မာလိုပြုလုပ်သည်လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုကိုကတငယ်ချင်းတယောက်ယောက်ကိုမလုံးနဲ့လို့ပြောတဲ့အခါမှာတိုလောင်းချငန်းဘွက်လို့အသုံးပြုပြီးပြောလို့ရပါတယ်ခင်ဗျာဒါဆိုနောက်တစ်ခါဝါကြားတစ်ခုကိုထပ်ပြီးတိဆောက်ကြည့်ကြရအောင်တိုလောင်းချငန်းမာလူကျေးဇူးပြုပြီးမရှက်ပါနဲ့ဒီမှာမာလူဆိုတဲ့စကားလုံးကိုကြက်မှတ်ထားဖို့လိုပါမယ်မာလူမြန်မာလိုရှက်တီလို့အဓိပ္ပာယ်ရပါတယ်ကိုကတယောက်ယောက်ကိုမရှက်ပါနဲ့လို့ပြောတဲ့အခါမှာတိုလောင်းချငန်းမာလူလို့ပြောဆိုပြီးစကားပြောလို့ရပါတယ်ခင်ဗျာဒါဆိုတိုလောင်းဆိုတဲ့စကားလုံးနဲ့ပေါင်းစည်းပြီးဝါကြားဖွဲ့တတ်မယ်လို့ထင်ပါတယ်တိုလောင်းချငန်းပကီကျေးဇူးပြုပြီးမသွားပါနဲ့တိုလောင်းချငန်းမာရီကျေးဇူးပြုပြီးမလာပါနဲ့တိုလောင်းချငန်းမာရာကျေးဇူးပြုပြီးစိတ်မဆိုးပါနဲ့တိုလောင်းချငန်းကံပုံးဘာကာကျေးဇူးပြုပြီးရွာကိုမီးမရှို့ပါနဲ့ကံပုံးရွာဘာကာမီးရှို့သည်လောင်ကျွမ်းသည်ကျွန်တော်တို့ဒီစကားလုံးနှစ်ခုကိုလည်းကြက်မှတ်ထားဖို့လိုပါမယ်တိုလောင်းမာဆွတ်ကျေးဇူးပြု၍ဝင်မာဆွတ်ဆိုတာဝင်သည်လို့အဓိပ္ပာယ်ရပါတယ်တိုလောင်းဒူဒုကျေးဇူးပြု၍ထိုင်ပါဒူဒုဆိုတာကမြန်မာလိုထိုင်သည်လို့အဓိပ္ပာယ်ရပါတယ်တိုလောင်းမာဆာနာစီကျေးဇူးပြု၍ထမင်းချက်ပါမာဆာချက်သည်နာစီထမင်းတိုလောင်းချငန်းမာကီကျေးဇူးပြု၍မဆဲပါနဲ့မာကီဆဲသည်မာကီဆိုတာကမြန်မာလိုဆဲသည်လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုမိတ်ဆွေတို့တည်ထားတဲ့စကားလုံးတွေနဲ့ဝါကြားဖွဲ့ဆိုလို့ရပါတယ်စောကကျွန်တော်ပြောပြလိုက်တဲ့စကားလုံးတွေကိုလည်းကြက်မှတ်ထားဖို့လိုပါမယ်ပကီသွားသည်မာရီလာသည်မာရာစိတ်ဆိုးသည်ကံပုံးရွာဘာကာမီရှို့သည်လောင်ကျွမ်းသည်မာဆုဝင်သည်ဒူဒူထိုင်သည်မာစာချက်သည်နာစီထမင်းမာကီဆဲသည်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးကဒီတော့ပါပဲခင်ဗျာအားလုံးလွယ်ကူရိုးရှင်းစွာနဲ့နားလည်မှတ်သားရလွယ်ကူမယ်လို့ယုံကြည်ပါတယ်နောက်ထပ်သိချင်တဲ့စကားလုံးများရှိပါက comment မှာရေးခဲ့နိုင်ပါတယ်မိတ်ဆွေတို့အတွက်ကျွန်တော်ဗီဒီယိုကအကျိုးရှိရဆိုရင်မလေးစကားပြောအခုပေလေးကို follow လုပ်ခဲ့ပေးကြပါခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ bye bye ပါ